ဆိုဖာရဲ့အစွမ်းအောင်အထိသူတခင်ကိုတိုးဝေနေတဲ့ဒီကောင်လေးဟာတကယ်တော့ Caucasian Shepherd အမျိုးအစားခွေကြီးဖြစ်ပါတယ်။သူတို့ဟာအသက်20လသားအရွယ်မှာတဲ့အလေးချိန်30ပေါင်ကျော်ရှိနေပြီးသူတို့ရဲ့ခေါင်းဟာလူဦးခေါင်းထက်တောင်ပိုကြီးပါတယ်။ခွေးလောကမှာတော့ဒီကောင်ကြီးဟာတကယ်တင်ကားကြီးတစ်စင်လိုပါတယ်။အပြေးအဝကြီးထွားလာတဲ့အခါမှာတော့သူတို့ဟာအလေးချိန်ပေါင်450အထိရှိလာနိုင်ပြီးအရက်အမိန်6ပေကျော်အထိရှိတတ်ပါတယ်။ရုပ်ရည်ကတော့ချင်းသေးတကောင်နဲ့ဆင်တူပါတယ်။သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းဟာခွေးမျိုးစိတ်တွေထဲမှာထိတန့်အဆင့်5အတွင်းမှာပါဝင်ပါတယ်။ဒါပေမဲ့မကြောက်ပါနဲ့သူတို့ရဲ့သခင်တွေနဲ့ဆိုရင်တော့သူတို့ဟာအရန်ကိုနူးညံ့ပြီးချစ်စရာကောင်းတဲ့ကလေးလေးတွေလိုပါပဲမူလက Caucasian Shepherd တွေကိုတရိษံအုပ်တွေကိုကာကွယ်ဖို့နဲ့ဝင်ပုလွေတွေကိုရန်ကနေစောင့်ရှောက်ဖို့မွေးမြူသေးကြတာပါဒါကြောင့်သူတို့ဟာအလွန်ထမ်းပြတ်တဲ့နိုးကြမှုတစ္ဆာရှိမှုနဲ့ညံရီးညံတွိုင်းမြင့်မားမှုတို့ရှိကြပါတယ်အခုခေတ်မှာတော့သူတို့ရဲ့သခင်အပေါ်တစ္ဆာရှိမှုကြောင့်လူအများပြားကအိမ်မွေးတရိษံအထိမွေးမြူကြပါတယ်သူတို့အတွက်ကသူတို့ရဲ့သခင်ကိုစောင့်ရှောက်ရတာဟာအရေးကြီးဆုံးတာဝန်တစ်ခုပါတယ်သူတို့ဟာသခင်ကိုအရန်ကတ်တက်ကြပြီးသခင်ရဲ့အပေါ်မှာတက်အိတ်တာမျိုးဒါမှမဟုတ်အတူတူဆော့ဟုတ်လုပ်တက်ကြပါတယ်ဒါပေမဲ့သူတို့ကအရန်ကြီးမားတာကြောင့်အဖိမခံရအောင်တော့တတိထားရပါမယ်သူတို့ရဲ့ကြီးမားတဲ့ကူးထဲနဲ့မလိုက်အောင်စိတ်နေစိတ်ထားကြရောတင်းငင်ပြီးတမင်းသက်ရံမစားမချင်းတော့ကိုယ့်ထက်သေးငယ်တဲ့တတိဆန်တွေကိုဘယ်တော့မှအနိုင်မကျင့်တတ်ကြပါဘူး